innocent konnichiwa ကျွန်တော်ဒီနေ့ကတော့ဂျပန်လိုတစ်နှစ်သုံးလေးကိုတင်ပြမှာဖြစ်ပါတယ်အဲဆိုတော့လိုက်ကြည့်လိုက်အောင်စူဂျီပေါ့နော်ဒီမှာစူမှာဘာလီပါတော့ကျွန်တော်စူဆိုပြီးအတန်ရှည်ဆွဲမယ် GNG စူဂျီဆိုတော့ကိန်းကနေပေါ့နော်ဒီမကြီးလို့ယဉ်ကြည့်အောင်ဒီမှာ E ဆေးဆိုင်ရာ cheese E ချီပေါ့နော်ဒါ E ချီဆိုရင်ကျွန်တော်တို့ဒီမှာ tip ရမယ် ni ဆိုရင် နှစ် S ရစ N လီယာ on ဆိုတော့နော် N လီဆိုတာတခုံး N လီဆိုတာဟီရာကနာ on ဆိုတော့ san ပေါ့နော် san ဆိုပြီးတော့3ဆိုရမယ် ichi ni san 1နှစ်3 ichi ni san 1နှစ်3လေးမှာကျတော့ကျွန်တော်တို့ဘယ်နှခုရှိလဲ3ခုရေးပြထားရပါတော့ဒါလေးကရောဦးလေးနဲ့ပေါ့နော်ယွန်းဒါကြရောဒါ C ဆိုင် S ဆိုင်ရရှိယွန်းရောရှိပေါ့နော်ယွန်းရောရှိအဲ့ဒီမှာ3မှာ2ခုပဲသုံးမယ်ရောနဲ့ရှိနေပဲသုံးမယ်ရောကဘာလို့ပါနေရလဲဆိုတော့ရောကနာရီအတွက်ပေါ့နော်နာရီကြလို့ရှိရင်နာရီ4နာရီလို့ပြောမယ့်အခါဆိုလို့ရင်ကျွန်တော်တို့ရောရှိလို့ပြောမယ်နော်အဲကျန်4နာရီဆိုရင်ရောကြည့်ပေါ့နော်ကြည့်ရောကြည့်လို့သုံးမယ်အဲ့အတွက်တီးတန့်နော်သူ့အတွက်နာရီအတွက်တီးတန့်တစ်ခုရောနော်နာရီအတွက်ကိုသုံးမှာရောကျန်တာဆိုရင်ရောနဲ့ရှိအစဉ်ပြေတယ်လို့သုံးသွားမယ်နောက်တစ်ခုကခေါ်ကငါဂျီဝါခေါ်ဂျာကြတော့ကျွန်တော်တို့ရေးတော့ရိုခုလို့ရေးနော်အာဝကကျွန်တော်ရာရီရူရဲရိုပေါ့နော်အဲ့လိုတင်ခဲ့တော့ကျွန်တော်တို့ဒါဆိုရင်ရို KU ကခုရိုခုရေးတော့ရိုခုပေါ့နော်ဒါပေမဲ့ဂျပန်ကြီးတကယ်ထွက်မှာကြတော့သူတို့ကရိုခုလို့ထွက်မှာရိုခုယောချင်းရောခုဆိုကျွန်တော်လာတန်းကိုတင်ခဲ့တော့တချို့က2မျိုးရှိရယ်ရာရီရူရယ်လာလီလူလဲလူရယ်ဆိုပြီးတော့2မျိုးတင်ခဲ့တယ်ပေါ့နော်2မျိုးတင်ခဲ့တော့ကျွန်တော်တို့ဒီမှာဂျပန်နေထွက်တာကြတော့လောက်ခုလို့ထွက်တယ်ဒါပေမဲ့ကျွန်တော်တို့ရော့ခုလို့ထွက်လေရတယ်နော်ရိုခုတော့မထွက်တော့နဲ့ပေါ့ရော့ခုဟုတ်ရှင်လောက်ခုအဲ့2မျိုးထွက်ရိုခုတော့မထွက်နဲ့နော်အဲဆိုတော့ရော့ခု6ဆိုရင်ရော့ခု9ဆိုရင်နာနာရှိချီ2မျိုးရှိရယ်နာနာရှိချီစေးဆိုင်အစိဆိုင်ရှိစေးဆိုင်ရှိချီအန်ဒီနာနာနာရှိချီ8ဆိုရင်ဟာချီနော်အဲ့ဒီဟာရှိဆိုင်ချီဟာချီ9ကြတော့ခုခယူနော်ခုနဲ့ခယူရှိမယ်ဒါအရင်ခုနကလေးလိုပဲခုကြတော့နာရီအတွက်သုံးမယ်ခယူကြတော့ကျွန်တော်တို့ဒီခဏသိချအတွက်သုံးလို့ရတယ်နော်ဒါဆိုရင်နည်းနည်းရှုပ်သွားပြီလားမသိဆိုတော့ဒီမှာရောဆိုတော့ကျွန်တော်တို့နာရီအတွက်တည်တဲ့နော်နာရီအတွက်တည်တဲ့ဒါကိုဖယ်လိုက်ရင်လေးရတယ်ဗျအခုလောလောဆယ်ဒီကောင်မချက်ဖက်နဲ့ဖယ်လိုက်လေးရတယ်နာရီရောက်တော့မှကျွန်တော်နာရီဆိုတာဒါလေးပါလားရောဆိုပြီးတော့တင်လို့ရတယ်ဗျဒါပေမဲ့ကျွန်တော်သိအောင်လို့ချပြီးရေးထားလိုက်တာနော်ကြက်ရင်တော့သူ့ကြော်ကြက်မယ်ရုံးရှိဆိုပြီးရုံးရှိကြော်ကြက်မယ်ဒီနာနာနဲ့ရှိကြတော့ဒီခဏန်းနေကြတဲ့အခါမှာကြိုက်တာသုံးလို့ရတယ်ဒီခယူကိုလည်းအဲ့တိုင်းပဲခူခယူကြိုက်တဲ့ဆိုလို့ရတယ်ခူခယူနော်ခဏန်းနေရေးတဲ့အခါမှာကြိုက်တဲ့ဆိုလို့ရတယ်နော်ကြိုက်တဲ့ဆိုလို့ရတယ်ဒါပေမဲ့သို့တော်လေးပဲပေါ့နော်နာနာတို့ဒီခယူတို့ကြာလူသုံးများတယ်ဘာလို့လူသုံးများလဲဆိုတော့စိုးရတာလွယ်တယ်ဗျာခဏန်းတစ်ခုမှ19 20အဲ့လိုများလာတဲ့ခါမှာစိုးရတာလွယ်တဲ့ကြောင့်သူတို့သုံးတာများတယ်ပေါ့နာနာခယူရှုံးဆိုပြီးတော့နော်အဲ့လိုလေးတည်ထားမယ်သုံးရတာလွယ်တဲ့ဥစ္စာကိုအများကြီးသုံးကြတယ်ဒီရော်တို့နော်ရော်တို့ခုတို့ကြတော့ဒီရော်ကြတော့လုံးဝမသုံးတာခဏမှမသုံးနိုင်မှာပဲသုံးမယ်ခုကြတော့ကျွန်တော်တို့ဒီနည်းနည်းအတန်ထောက်တဲ့အတွက်ကြောင့်မသုံးနော်အဲဆိုတော့တည်ရမှာ2ခုလုံး2ခုရှိရတည်ရမယ်9မှာ2ခုရှိတယ်9မှာ2ခုရှိတယ်ရုံးမှာ2ခုရှိတယ်နော်2ခုရှိတယ်ဆိုတော့အဲ့ဒီတည်ရမယ်တည်ပြီးတော့ကျွန်တော်ကြက်ကြည့်အောင်ichi ni san shon shi ko roku nana shichi hachi ku kyu ju ပေါ့နော်ပြန်ဆိုကြည့်အောင် ichi ni san shon shi ko roku nana shichi hachi ku kyu ju နော် ku kyu ပါဠိပါတော့ ku kyu ju ပြန်ဆိုကြည့်အောင် ichi ni san shon shi ko rokuနာနာရှိချီဟာချီခုခယူဂျူဒါဆိုရင်10အထိကျွန်တော်ရသွားပြီ10ကို1နဲ့3လေးအစင်လိုက်ရအောင်ကျက်မယ်10အထိ
ရပြီးတော့မှကျွန်တော်တို့လက်ဝါးလေးနဲ့အုပ်ပြီးတော့ခုနှစ်ဆိုရင်ဘာလဲရှစ်ဆိုရင်ဘာလဲဆိုအဲ့လိုမျိုးလေးပေါ့နော်ဆိုကြည့်အောင်ဆိုတော့ကျွန်တော်ဒီမှာဒါလေးဆိုရင်ဘယ်လိုဆိုမလဲခော့နော်ငါဆိုခော့ပေါ့ဒါဆိုရင်ရှစ်ဆိုရင်ဟာချီခုနှစ်ဆိုရင်နှစ်ခုရှိတယ်ဘာလဲဆိုနနနဲ့ရှိချီကိုးဆိုရင်နှစ်ခုရှိတယ်ခိုခယူနော်ယွန်းဆိုရင်နှစ်ခုရှိတယ်ဘာဖြစ်ရှင်ယွန်းရှိနော်လျှော်လေးကိုခဏမိတ်ထားလိုက်ယွန်းရှိနော်သုံးဆိုရင်ဆန်နီအချီအဲ့လိုမျိုးလေးရပြီဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခုသွားကြည့်နောက်တစ်ခုက7ပေါ့နော်7ဆိုတော့30အပေါင်း1ပုံစံမျိုးလေးရေးထားတာ30ကိုကျွန်တော်တို့ဂျူးလို့ပြောမယ်1ကြတော့ each နော်ဂျူး each ဆိုတော့7ရှာဆိုတော့သူအဲ့ဒါမျိုးပြန်ကြည့်လိုက်မယ်ဆိုရင်30အပေါင်း1ပုံစံမျိုးလေးရေးထားတာဂျူး each 7ဆိုရင်ဂျူးနီ73ဆိုရင်30ကိုစဉ်းစားတော့ဂျူးဆန်ဂျူးဆန်ဂျူးဆန်14ဆိုတော့ဂျူးယွန်15ဆိုတော့ဂျူးခော့16ဆိုတော့ဂျူးရခု16ဆိုတော့ဂျူးရခု19ဆိုရင်ဂျူးနနာဂျူးရှိချီနော်တိုက်တာသုံးလို့ရတယ်အသုံးများတာနနာသုံးများတယ်18ကျတော့ဂျူးဟာချီ19ကျတော့ဂျူးခယူနော်ဂျူးခယူခုကိုကျွန်တော်တို့သုံးလို့လည်းရတယ်ဒါပေမဲ့မသုံးနော်အသုံးများတာလေးပဲသုံးလိုက်မယ်ဂျူးခယူနော်ဂျူးခုလို့မသုံးတော့ဂျူးခယူသုံးလို့တော့ရတယ်ဒါပေမဲ့အသုံးများတာလေးပဲသုံးလိုက်မယ်နော်ဂျူးခယူ20ဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ကကျတော့ဘယ်လိုပြော20ရေးတဲ့ခါမှာသူက2အမြောက်30ပုံစံမျိုးနှစ်ကိုကျွန်တော်တို့ဘယ်လိုချက်ခဲ့လဲဆိုတော့နိ30ကဂျူးနီဂျူးနှစ်နဲ့30နဲ့မြောက်ရင်20အဲ့လိုရတယ်မျိုးပေါ့နော်20ဘယ်လိုအဲ့နဲ့မှနည်းလေးပေါ့ဒုရဖြစ်တာကြဘယ်လိုမျိုးလဲဆိုတော့20ဆိုတော့20ကျော်ဂျူးဆိုတာကျွန်တော်30လို့ချက်ခဲ့ရမလားဒါပေမဲ့ဒီနှစ်နဲ့ပေါင်းတဲ့အခါကျတော့ဘာလို့10ပဲကျန်တော့တာလေတစ်ကဘာလို့ပျောက်သွားလဲအဲ့လိုမျိုးစဉ်းစားကြရရှိတယ်ဗောနော်အဲ့ဒါလေးတော့ချွင်းချက်ရှိတယ်ဂျူးဆိုရင်30နော်20ဆိုလို့ရှိရင်ဂျူးနီဂျူး20နော်ဂျူးဆိုတာဒီမှာじゃနှစ်နဲ့ပေါင်းတဲ့အခါကျတော့သူ10ပဲ10ဆိုတဲ့အတန်လေးပဲရှိတော့အရှိကတစ်ကပျောက်သွားတယ်30နော်ဒါဆိုရင်စဉ်းစားရရှုပ်သွားတယ်ဗောနော်စဉ်းစားရအဲဆိုတော့အဲ့လိုမစဉ်းစားဘဲနဲ့ကျွန်တော်တို့ဒီရိုးလေးပဲစဉ်းစားလိမ့်မယ်နော်နီဆိုတော့20ဆိုရင်နီဆိုတော့2လာမယ်ဂျူးဆိုတော့10လေးပေါ့နော်နီဂျူး20နော်နီဂျူး20ရိုး30ဆိုရင်တော့ဂျူး20ဆိုရင်တော့နီဂျူး21ဆိုရင်20ကနီဂျူး1က each နီဂျူး each ဆိုရင်21ဆိုရင်30လို့40လို့ဆိုရင်30ဘယ်လိုပြောမလဲဆိုတော့30ကိုကျွန်တော်တို့ဆန်နော်ဆန်ဆိုတော့3ဂျူးက30နော်30ဆိုတော့ဆန်ဂျူး30 40ဆိုရင်ယွန်ဂျူး50ဆိုရင်ခေါ်ဂျူးအဲ့တိုင်းတော့ပါဘောနော်ရခုဂျူးနနာဂျူးဟာချီဂျူးခယူဂျူးခယူဂျူး100ဆိုရင်ကျွန်တော်တို့ဟျာခုနော်ဟျာခုကြာဆိုရင်ဟျာခုအဲ့ဒီမှာမှဖောက်ပြီးတော့ဗောနော်83ဆိုရင်ဘယ်လိုပြောကြမလဲ83ဆိုရင်ကျွန်တော်7ကိုစဉ်းစားတယ်လို့ပဲနော်7ကိုစဉ်းစားတယ်လို့ပဲ83ဆိုရင်ဘယ်လိုစဉ်းစားကြမလဲအခု30ကိုအရင်စဉ်းစားလိုက်ပေါ့30ကိုအရင်စဉ်းစားတော့80ကိုအရင်စဉ်းစားမယ်30ကိုစဉ်းစားတယ်လို့မျိုး80ကိုအရင်စဉ်းစားမယ်80ကနနာဂျူနော်နောက်က1ဆိုရင်81ဆိုရင်83ဆိုရင်ဆန်လေးထည့်လိုက်နနာဂျူဆန်83နည်းနည်းရှုပ်သွားပြီလားမသိဆိုတော့ရှုပ်သွားလို့ရှိရင်အိမ်သာလေးလှုပ်ကြည့်အောင်အိမ်သာလေးလှုပ်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ဂျူခော့15ဆိုရင်ဒီမှာ30ရဂျူ9ခော့ဆိုတော့ဂျူခော့23နော်23ဘယ်လိုစဉ်းစားမလဲ20ကိုရင်းစဉ်းစားမယ်နီဂျူ3ဆိုဆန်နီဂျူဆန်36ဆိုတော့30ကိုရင်းစဉ်းစားမယ်ဆန်ဂျူ6ကရခုဆန်ဂျူရခုโอเค52ကိုဘယ်လိုစဉ်းစားမလဲ50ကိုပဲရင်းစဉ်းစားမယ်နော်ခော့ဂျူနှစ်ကြတော့နီခော့ဂျူနီအတန်းလေးပေါ့စဉ်းစားပြီးတော့အိမ်စာလေးလုပ်ကြည့်မယ်83လို့ပြောနံပါတ်အိမ်စာ2ပေါ့နော်ဒီမှာ14စက္ကွန်19အိမ်စာလေးဒီမှာ40နဲ့9ထိအိမ်စာ49ထိရှိတယ်
အိမ်စာလေးလုပ်ကြည့်မယ်အဲ့မှာအရင်ဆုံးပေါ့နော်ဆိုကြည့်မှာဒီကနန်းလေးတွေတွေ့မယ်ဆိုရင်ကျွန်တော်ဆိုကြည့်ပါဗဇက်ကနေဆိုကြည့်ပြီးတော့မှကျင်းသေးပြီဆိုရင်ချရေးပေါ့နော်ချရေးကျွန်တော်မသိလို့ရှိရင်ကျွန်တော်လာမိလေးရတယ်ပေါ့နော်တချို့သိတဲ့အကိုတွေမတွေစမ်းစိတ်သွားမိလေးရတယ်ပေါ့နော်ဆိုတော့ဒီမှာနောက်တစ်ခုအိမ်စာပေါ့နောက်တစ်ခုကျတော့နီချူယွန်းဆိုတော့ဘယ်လောက်လဲဆိုတော့ခဏလေးနဲ့ပြန်ရေးပြရမယ်နီဆိုတော့ကျွန်တော်2ဂျူးဆိုတော့10 20ယွန်း4 24ပေါ့နီချူယွန်း24စန်ဂျူနနာဆိုရင်39ဖြစ်မယ်ယွန်းဆိုတာ4မို့လားဂျူးဆိုတော့40နဲ့ခယူဆို49ခေါ်ဂျူးတော့ခုအဲ့လိုမျိုးပေါ့နော်စဉ်းစားကြည့်မယ်နောက်တစ်ခုကျတော့နောက်ဆုံးတစ်ခုကခယူဆိုတာကျွန်တော်တို့ဗာလေ9လို့ချက်ခဲ့ဂျူးဆိုတော့90အခုရှင်ယွန်း94ရခုဆိုတော့100ပေါ့နော်ဒီလိုအင်္ဂါလေးလောက်ကြည့်ပါ1 2 3 4 10ရှိကိုအရင်ချက်ပြီးတော့မှ17ကနေ19ထိဖြစ်လာတာပုံစံတူတယ်အဲ့ဒါကိုကြည့်အခု20ကနေ90ထိဖြစ်လာတဲ့ပုံစံလေးကတွားပြီးတူတယ်20ကနေ90ထိဖြစ်လာတဲ့ပုံစံလေးတွေကတွားပြီးတော့တူမယ်20ကနေပြီးတော့90ထိဖြစ်တဲ့ပုံစံတူမယ်ပြီးတော့မှဖောက်တဲ့စကလုံးလေးပေါ့နော်ဖောက်တဲ့စကလုံးလေးဆိုရင်ဥမာ60နဲ့4အဲ့လိုမျိုးအစွန်းတက်လေးဖောက်လာပြီဆိုလို့ရှိရင်64ဆိုရင်ကျွန်တော်တို့60ကိုအရင်စဉ်းစားလိုက်ပါ60ကroku နော် roku 6က roku နော်ဂျူ roku ဂျူဆိုတော့60ရပြီအဲ့ဒီမှာလေးပေါင်းလိုက်ပေါ့ roku ဂျူ64နဲ့4ပေါ့နော်အဲ့လိုမျိုးဖောက်တဲ့စကားလုံးလေးဆိုရင်အဲ့ဒါစဉ်းစားပေါ့ဒါဆိုရင်ဒီနေ့3လေးရမယ်လို့ထင်ပါတယ်ဆက်စားချက်ရှင်းပေါ့နော်အဲ့လိုအတွေးရောနည်းနည်းများအောင်ပေါ့ဘယ်လိုမျိုးလဲဆိုပြီးတော့17ကနေတော့19ထိကအဆင်ပြေနေပြီနောက်ကျမှ20ကနေပြီးတော့90ထိလည်းအဆင်ပြေ21တို့35တော့အဲ့လိုဖြစ်လာတဲ့ခါကျနည်းနည်းလေးပေါ့နော်ဘယ်လိုဖြစ်သွားမလဲဆိုပြီးတော့စဉ်းစားတဲ့အခါမျိုးလေးတော့ရှိမှာပေါ့နော်ဒါပေမဲ့တချို့ကြလည်းညံကောင်းတဲ့လူကြတခါတည်းပေါ့နော်တောက်ခနဲ့ရပါတာရှိပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါခင်ဗျာ